အားလုံးပဲမင်္ဂလာပါမတင်လာကြပြီเนาะသိစီလိုနဲ့လည်းမတွေ့ရတော့ကြပါပြီဆရာကိုမှတ်မိခြင်းမှလည်းမှတ်မိမယ်เนาะဆရာကအရင်ကဆရာမက်ဆီဆိုတဲ့နာမည်နဲ့တစ်ချိန်ကတော်တော်ကိုလူသိများတဲ့လူတစ်ယောက်ပါအခု Facebook ကလည်းမသုံးပြတာလည်းတော့ကြာပြီเนาะအခုပြန်ပြီးတော့ဒီကျွန်တော်ရဲ့တွက်ခွင့်လေးကိုပြန်ပြီးတော့တွက်ပြပေးပါမယ်เนาะကျွန်တော်ရဲ့တွက်ခွင့်အရာမနှက်ဖြန်ဘူးเนาะဘာဖြစ်မလဲဆိုဘာရထားလဲဆိုကြပါเนาะတွက်တတ်တဲ့လူတွေကတော့ဒါနည်းနည်းလောက်ပြရင်ပုံသိပါတယ်ဒီတွက်ခွင့်မတွက်တတ်တဲ့မိတ်ဆွေများလည်းကျွန်တော်တွက်ပြတာကိုတွက်ပြတာကိုကြည့်ပြီးတော့နားလည်းသဘောပေါက်သွားမှာပါဒီစားကြည့်ပြီပါเนาะဒီမှာပရိငါနှစ်ထိပ်စီခွန်ရဲ့ပါဝါနက္ခခွန်ပါဝါနှစ်ခွန်နက္ခ3ညခွန်နှစ်3ညမထိရင်မပေါဘူးပေါ့ဗျာเนาะခွန်နှစ်3ညထိရမယ်ဒီမှာခွန်နှစ်3စနစ်နှစ်ခွန်4မထိမပေါเนาะအဲမှာနှစ်ရဲ့ဒီမှာနှစ်5ထွက်ပါတယ်เนาะအဲနောက်တစ်ခုကြည့်မယ်5ကိုဆိုတော့4ပြိဒီမှာနှစ်ထိပ်စီ6ရဲ့ပါဝါ1 6နက်ကကို6တစ်ကိုမထိမပေါဘူးเนาะနောက်ဒီဘက်က3ည2 8ဆိုတော့30 3ည5ခွန်မထိမပေါပါဘူးဟုတ်ပြီเนาะဒီမှာက break ရှိဒီမှာ1ထိပ်စီ9ရဲ့ပါဝါ4 9နက်က6 9 4 6မထိမပေါပါ9 1 5 15ဗျာ5ပါဝါ3ည5နက်က3 5 3ည3မထိမပေါပါဖြစ်တယ်เนาะဒီမှာ40တွဲထုတ်ပါပါတယ်ဒီမှာ16ဆိုခွန်ဘရိတ်ဒီမှာ4ထိပ်ကြီးဆိုတော့1ပါဝါ6 1နက်က8 168မထိမပေါပါဒီမှာက9ရဲ့4ရဲ့3ညဆိုတော့3ပါဝါ8 3နက်က5 358မထိမပေါပါဒီမှာ38နဲ့15နဲ့တွဲတယ်เนาะဟုတ်ပြီ15ဆိုတော့6ဒီမှာ3ထိပ်ကြီး9ပါဝါ4 9နက်က6 9 4 6မထိမပေါပါဟုတ်ပြီเนาะဒီမှာ6ရဲ့3ရဲ့3ညရဲ့ဆိုတော့9 9 4 6မထိမပေါပါပဲဒီမှာ9 4 9နဲ့16ပါဟုတ်ပြီ4 9ဆိုတော့3ပြိဒီမှာက1ထိပ်စီဆက်အဲ့တော့14ကြာเนาะ4ပါဝါ9 4နက်က2 4 9နဲ့မထိမပေါပါဒီမှာ9နဲ့ထွက်တယ်เนาะဟုတ်ပြီ9ရဲ့1ရဲ့8ရဲ့ဆိုတော့4 4 9နဲ့မထိမပေါပါပဲအဲ့တော့ထွက်တယ်9နဲ့6ရဲ့3ရဲ့9ရဲ့ဆိုတော့ပေါင်းခြင်းက18ဖြစ်တယ်ဗျာ8ပါဝါ3 8နက်က1 8 3 1မထိမပေါပါ9ရဲ့6ရဲ့ဆိုတော့4ပါဝါ9 4နက်က2 4 9နဲ့မထိမပေါပါအဲ့မှာတွဲထွက်ပါတယ်4 1လို့ထွက်သွားပါတယ်เนาะ4 1လို့ထွက်ပါတယ်ဒီမှာ9ရဲ့3ညရဲ့4ရဲ့ဆိုတော့9ပါ9 4 6မထိမပေါပါ3ရဲ့4ရဲ့2ရဲ့9 9 4 6မထိမပေါပါ9ပါဝါ4 9နက်က6 9 4 6မထိရင်မနေ့ပြန်ဒိုင်စားမဲ့အကွက်ပါ9 4 6 9 4 6ကနော်အပြီးတွဲထွက်ရင်လည်းဒီထက်ရပဲထွက်မယ်နော်9 4 9 6 4 6 9 9 4 4 6 6အဲ့ဒီလိုမျိုးလေးထည့်ထိုးထားပါနော်အပြီးတွဲထွက်နေပါလေနော်အဲတွဲမထွက်ရင်လည်း9 4 6မထိရင်မပေါပါဘူးကီးပါနော်ကီးဖြစ်လဲသုံးလို့ရပါတယ်နော်အားလုံးကံကောင်းကြပါစေနော်ဆရာမက်ဆီပါအခုပြန်တင်နေတာပါเนาะတချိန်တော့ကမိတ်ဆွေများ Facebook တစ်ခုမှာမသိသလောက်ရှားတယ်ဆရာမက်ဆီဆိုတာကျွန်တော်ပါပဲခုမှပြန်တင်ပြတာပါကျွန်တော်မအားလို့မတင်လာလဲတော့ကြာပြီဖြစ်လို့เนาะ